ဒီမှာရောက်ရှိအငယ်ဆုံးကအကြီးဆုံးတဲ့လုံးသားတိုးထူတယ်ဘုရားရှင်အရောက်စီတဲ့လုံးသားမှာဒီဆောက်ဆက်ဖြစ်စေတယ်ဘုရားချီးမွမ်းဖို့ဝယ်ခြင်းတာဘုရားရှင်ဖြစ်စေပါဘုရားတို့ကဖြစ်စေပါဘုရားဘုရားချီးမွမ်းတဲ့ဘုရားဖြစ်တယ်ဘုရားကိုချီးမွမ်းပါကျွန်တော်လုံးသားကျိုးပဲဟာလေလုယာဘုရားကြီးသာယုံကြည်သူတွေမှာရှိပြီးသားအတွေ့အကြုံတော်မှာဒိနေနေဘူးစက်ကတော့ဘုရားနေဘူးအောင်တဲ့အောင်ဒီတော်အောင်တဲ့အောင်ဒီတော်အောင်တဲ့အောင်ဒီတော်ခံစားရတော့ဒီမဲ့ကျွန်တော်ဒီဘုရားရှင်ရဲ့နှုတ်ကပတ်တော်ဘုရားရှင်ရဲ့ကျွန်တော်တို့အသက်တာမှာဘာလို့အပ်လဲဘာတွေလုပ်ရအောင်ပါလဲဘုရားကျွန်တော်တို့ဘာလို့တင်မလဲဆိုတော့ဘုရားရှင်နှုတ်ကပတ်တော်ဘုရားရှင်ရဲ့ဗျာဒိတ်တော်ကိုဆောင်လာခဲ့တဲ့ဆရာကိုကျွန်တော်အားရောက်လက်ခုပ်တီးပြီးတော့ကျွန်တော်ကြိုရအောင်လို့စပောင်းနေနေပါတယ်แต่ชื่อเราวิโรเลยจะรู้แล้วนอกขับอย่างที่เราไม่ขอยาวเป็นไงล่ะบ้ากูเบียดูကိုတငယ်ချင်းပေါ့လားစကောင်းကောင်းကြည့်ပြီးတော့သူ့ကိုလက်ဆွဲပြီးတော့စကားပြောမယ်။ဒါနဲ့ဘုဒ္ဓမြတ်လူတွေထဲမှာကြည့်ချောဆုံးမယ်။ Praise မဖြစ်နိုင်တာချောလို့အဲ့မပါဘူး Amen လူတမ်းပေါင်း2000ကျော်ထဲမှာကျွန်တော်တို့ကိုအကောင်းဆုံးချောဆုံးဖြင့်ဟန်ဆင်းပြီးတဲ့ထာဝရဘုရားကျွန်တော်လက်ခုပ်ပြီးတော့ကိုယ်ွယ်ကြ Praise Him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  Okay ဒီနေ့ညကျွန်တော်အတူတကွာစင်ကြယ်နှလုံးသွင်းမှုပေါ့နော်ဝိညာဉ်တော်ထံကနေကျွန်တော်ရရှိထားတဲ့လောကပတ်တော်ကိုကျွန်တော်အတူတကွာသွားကြရအောင် Okay. Oh. Bale, Shimondo. Bale. Shimondo. Okay. Salan dia kesen, dia ngaze bagi chap. Atu dua baca yang tidak tahu. Shimondo baru ya lu, Shimondo jasi. Hallelujah. Lalu kau jangan benar. Hallelujah လို့ပြောတဲ့အခါကျတော့လက်ကိုရောက်ပေးမယ် Okay ဒီနေ့တော့အတွက်ရှိတော်သူပေါင်းတို့သာရဘုရားကိုရှိမွန်းကြစေ Hallelujah Amen ရောက်တဲ့ဘုရားရှင်စကားပြောပါစေ Amen Okay ကျမ်းစာကပြောထားတယ်နှုတ်ကပတ်တော်ကကျွန်တော်တို့ကိုစကားပြောနေတယ်သက်ရှိတော်သူပေါင်းတို့ထာဝရဘုရားကိုရှင်းမကြဆိုတော့ရှင်းမခြင်းဆိုတာကဘယ်သူရဲ့ရှင်းမမလဲဘာကြောင့်ရှင်းမမလဲဆိုရင်အသက်ရှိတော်သူတိုင်းအသက်ရှိနေတဲ့၍ကျွန်တော်ခွန်အားမရဘူးဆိုတဲ့စင်ကြယ်မှုတွေမပါဘူးကျွန်တော်
ကျွန်တော်နားကနည်းနည်းလေးဟောဖြစ်တယ်တန်ချက်ချက်လေးနည်းနည်းရှော့ပေးလိုက်ပါဒါလေးမပါဘူးချီးမွမ်းခြင်းအသက်တာဆိုတာကကျွန်တော်တို့အသက်ရှင်နေသေးတဲ့၍လုံရမယ်အရေးကြီးဆုံးသောလုပ်ငန်းကြီးထာဝရဘုရားကိုချီးမွမ်းဖို့ဖြစ်ပါတယ်အာမင်ချီးမွမ်းတဲ့အခါကျွန်တော်ကလည်းလုံဆောင်ချက်အများကြီးရှိတာပေါ့တချို့ကဒီကျမ်းစာကိုကိုင်ဆွဲပြီးတော့ဘယ်လိုလုပ်တယ်လဲဆိုရင်ဟိုပြုစီဝဲတွေမှာငါတပင်းတိုင်းအများနဲ့ဆိုဒါကချီးမွမ်းဖို့ဘုရားရှင်ဟောခိုင်းထားတယ်ငါကြောင့်ငါတပင်းတိုင်းတရုတ်လိုပြောမယ်ဆိုရင်စောလို့ပဲဝစ်စားတယ်ဆိုတော့သူမြင်ရစောလို့ပဲဆိုချက်ဆိုခွင့်မပေးတဲ့အခါကျမ်းစာထဲမှာထိုင်လို့အဲ့လိုမျိုးပြောချင်တယ်โอเคကျွန်တော်တို့ရဲ့အသက်တာထဲမှာကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းကထာဝရဘုရားကိုသာလေဥထိတ်ထားပြီးတော့အသက်ရှင်ခြင်းဖြစ်ရဆိုတော့ဘုရားကိုချီးမွမ်းတဲ့အခါမှာလည်းဘုရားရှင်ခွင့်ပေးလို့ဘာဖြစ်ရဲ့တပြင်းနိုင်လဲဆိုလို့ရဒါပေမဲ့ဒီနေရာမှာပြောချင်တဲ့အရာကကျွန်တော်ရှိသမျှယုံကြည်သူတွေထာဝရဘုရားကိုဘုရားပေးထားတဲ့အတန်နဲ့ဘုရားပေးထားတဲ့အသက်ကိုပေါင်းပြီးတော့ချီးမွမ်းတတ်တယ်တည်ရည်ကြီးဟုတ်တယ်နော်ဒါကြောင့်ကိုယ့်ရဲ့အသက်ရှင်ခြင်းဒီချီးမွမ်းခြင်းအတွက်တာလေဖြစ်ရတယ်ဆိုတဲ့စကားကျွန်တော်အတူတကွာစင်ရင်ဖို့ဖြစ်ပါတယ်အရောက်တိုင်းဘုရားရှင်စကားပြောပါစေโอเคနံပါတ်1ကကျွန်တော်ကြည့်ရအောင်နော်ဘာဖြစ်လို့ကျွန်တော်တို့ထာဝရဘုရားကိုချီးမွမ်းရမလဲဆိုရင်အသက်တာဤပန်းနိုင်ဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်ကျွန်တော်တို့ရဲ့အသက်တာဒီဘုရားသခင်ကိုချီးမွမ်းဖို့ဘုရားသခင်ဖန်ဆင်းထားခြင်းဖြစ်ပေါ်ကြောင်းဖြစ်တယ်ဒေသနာ73ကိုကျွန်တော်ဖတ်တဲ့အခါဒီအရာကိုကျွန်တော်တွေ့ရတယ်ဥပမာengineer တယောက်ကသူတရားဆောက်တော့မယ်ဆိုရင်သူချစ်ချင်းဘာလဲတန်လုံးတွေဘယ်နဲ့တန်လို့တယ်လဲတစ်လုံးဘယ်နဲ့တန်လို့တယ်လဲဒါကသူ့ရဲ့ပထမဆုံးအရေးကြီးတဲ့လုပ်ငန်းမဟုတ်သေးဘူးဆောက်ရမယ်တရားပေါ့နော်လုပ်ရမယ်တရားကဘာအတွက်အသုံးပြုရတဲ့တရားဖြစ်တယ်ယထာသွားဖို့လားကားသွားဖို့ဒီတရားကိုဘာအတွက်အသုံးပြုရလဲဆိုတဲ့အရာကသူ့ရဲ့ပန်းနိုင်ဖြစ်တဲ့အတွက်ကြောင့်ထိုအရာပေါ်ကနေပဲရည်ရွယ်ချက်နဲ့ဒီဆောက်ရတဲ့လုပ်ငန်းအဓိကဖြစ်တယ်လို့ဖယားသခင်ဒီလူကိုဖန်ဆင်းတဲ့အခါမှာလဲသူ့မှာရည်ရွယ်ချက်ရှိတယ်။လာကြငါတို့တအားပြင်းလွန်လာကြည့်။ရောင်ွားလေးဒီလောက်ပူနေတာဆိုတော့အပြင်းပြအောင်ငါတို့လူတယောက်ကိုဖန်ဆင်းကြစို့ဆိုတဲ့အကြံစီမပါရည်ရွယ်ချက်ကြီးကြီးတဲ့ဘုရားရှင်ကလူဖန်ဆင်းတယ်လို့ပြောထားတယ်။သုံးတန်16ပဲငယ်လေးမှာဘုရားသခင်ဒီခတ်သိမ်းသောအရာတို့၌အကြံရှိတယ်။ဆိုတော့လူတယောက်ကိုဖန်ဆင်းတဲ့အခါမှာလည်းသူ့ရဲ့အကြံရှိအဲ့ဒီအကြံရှိကဘာလဲဆိုတော့ဒေသနာ7ပိုင်းရဲ့73ကိုကျွန်တော်အတူတူဖတ်ကြရအောင်တင်းတော့အချုပ်အချာစကားဟူမူကားဖယားသခင်ကိုကြောက်ရွံ့၍ပြည့်ညတ်တော်တို့ကိုစောင့်ရှောက်တော့ဤရွေကလူနဲ့ဆိုင်သောအမှုအရာအလုံးစုံတို့ကိုချုပ်ချတည်းတဲ့ဆိုတော့လူကိုဖန်ဆင်းရခြင်းအကြောင်းရဲ့နှစ်ခုပဲရှိတယ်နံပါတ်1ကဖယားသခင်ကိုကြောက်ရွံ့ယူသိခြင်းအင်္ဂလိပ်လိုပြောမယ်ဆိုရင်ဇာတာပစီယဇာတာဆိုတဲ့စကားလုံးကကိုယ်ဘာလဲကြောက်ရွံ့ဇာတာမရဲ့โอเค
ကိုယိုသေးပြီးတော့လေးစားတဲ့လူတစ်ယောက်ရဲ့ရှေ့မှာကျွန်တော်ကြိုက်တယ်လို့နေလို့ရသလားနေရဲသလားနေရဲဖယားသခင်ကိုယိုသေးလေးစားပါတယ်ဆိုရင်ဖယားကြောင့်လည်းကိုယ့်အိမ်ကမကွာချဘူးဖယားကြောင့်လည်းအိမ်ကွာချတယ်ဆိုရင်မိတ်ဆွေဒီပလင်ကိုပဲကိုယ်ပဲတော်သူဖြစ်နိုင်တယ်အိမ်မှာပလင်မရှိလို့ကြိုက်တယ်လို့နေတာဖြစ်တယ်အဲကြောင့်ဖယားသခင်ကိုယိုသေးလေးစားရနံပါတ်နဲ့အချုပ်ချာကသူ့ရဲ့ပြည့်ညက်တရားကိုစောင့်ရှောက်လို့ပြောထားတယ်အသေးလေးကျမ်းစာထဲမှာအထူးမောင်းတယ်နားခံရလို့ပြောတာဒါကြောင့်ဘုရားသခင်လူကိုဖန်ဆင်းရခြင်းအကြောင်းရဲ့နှစ်ခုကိုချုပ်လိုက်မယ်ဆိုရင်ထာဝရဘုရားကိုရှင်းမဖို့ပဲဖြစ်တယ်ဆိုတော့ကျွန်တော်တို့အသက်တာရဲ့ပန်းနိုင်ပြီးထာဝရဘုရားကိုရှင်းမဖို့တည်းဖြစ်တယ်တဲ့ကြောင့်ထာဝရဘုရားရှင်းမရအားရည်ဖြစ်စေမရည်ဖြစ်စေရှင်းမရနေကောင်းနေဖြစ်စေမကောင်းနေဖြစ်စေအစင်ပြေနေဖြစ်စေအစင်မပြေနေဖြစ်စေရှင်းမရဒါကကိုယ်အသက်တာရဲ့ပန်းနိုင်ဖြစ်အာမင်โอเคဘုရားသခင်ဒီကျွန်တော်တို့မလုပ်နိုင်သောအရာကိုခိုင်းဘူးသလားမခိုင်းဘူး Hello DBC ဝိုင်းမြန်မာစီစဉ်လူတွေငါလှုပ်ထားတဲ့ဒီနေထက်ပို၍ပူအောင်လှုပ်လိုက်ချက်စားသူခိုင်းမယ်ဆိုကျွန်တော်လှုပ်နိုင်မလားမလို့လုံးဝလှုပ်နိုင်မှာမဟုတ်တဲ့အတွက်ကြောင့်တစ်ခါမှမခိုင်းကြဘူးခိုင်းလည်းခိုင်းမှာမဟုတ်ဘူးဒါနဲ့သူခိုင်းတယ်အရာရာအတွက်ကျေးဇူးတော်ရှင်မတ်တပ်ဖို့သူခိုင်းတယ်ကျွန်တော်မလုပ်နိုင်ဘူးလားလုပ်နိုင်တယ်အရာရာအတွက်ခလုံးတိုက်ရင်လို့မလေးကျေးဇူးတင်တယ်ပါကျွန်တော်သိရှင်နေသေးလို့ပါလားဟောကျေးဇူးတင်လို့ရတယ်လေတင်ရင်တိုက်လို့ရသလားဟောမရခင်ဗျားမှာကျွန်တော်ရှိနေလို့တို့တိုက်မိတာလေကျွန်တော်မပိုင်တိုက်မလားကျေးဇူးတော်ရှင်မတ်တပ်ဖို့တရားရှင်ကျွန်တော်ကိုခိုင်းထားတယ်အရောက်တိုင်းဖျက်ဆင်စကားပြောပါအာမင်အာမင်โอเคဒါကြောင့်ကျွန်တော်ရဲ့ပန်းနိုင်ဒီเนาะအသက်ရှင်ခြင်းရဲ့ပန်းနိုင်ဒီပါလေအသက်ရှင်ခြင်းပန်းနိုင်ဒီပါလေဟာရပြောင်းကိုရှင်းမွန်ဖို့တားတယ်ဒီအရာကိုပြောနေတဲ့အချိန်မှာစဉ်းစားရတဲ့အရာကလူတစ်ယောက်ဒီအောင်မြင်တဲ့လူတစ်ယောက်ဒီသူ့ပန်းတိုင်ကိုပဲချီပြီးတော့ရှင်းဆက်တယ်သူ့ရဲ့ခရီးမှာအခြေအနေကိုသူမကြည့်ဘူးသူပန်းတိုင်ကိုပဲကြည့်ပြီးသူသွားနေတာပန်းတိုင်ကိုပဲကြည့်ပြီးတော့သွားတဲ့လူကဘယ်အခြေအနေပဲကြုံသူဟာအောင်မြင်တော်သူဖြစ်ဆိုတော့ဒီကျမ်းစာထဲမှာဒီအရာကိုပဲကြည့်ပြီးတော့ဘုရားသခင်ရဲ့ချီးမွမ်းခြင်းခံတဲ့လူတယောက်ရှိတယ်ရှင်လုကာခန်းကြီးနဲ့အပိုက်ရဲ့36နဲ့39ကိုကြုံကြည့်တဲ့အခါကျွန်တော်ရဲ့ကယ်တင်ရှင်ခရစ်တော်လူဘဝခံပြီးတော့နော်သူမွေးပြီးမှ8ရက်မြောက်တော်နေ့မှာဘုရားကျောင်းထဲမှာသူတို့ထုံးစံယူလာထုံးစံရှိတဲ့အတိုင်းအရေးဖြာလေးခြင်းမင်္ဂလာသူခိုင်းတယ်စက္ကအနံခြင်းကိုသူခိုင်းတယ်ဤတယ်လာလူမျိုးတွေက8ရက်နေ့မှာအမြဲတမ်းအရေးဖြာလေးကြတယ်8ရက်နေ့ဆိုတာကလူအတွက်အကောင်းဆုံးသောနေ့လည်းဖြစ်တယ်အဲ့ဒီနေ့မှာယဉ်ကျေးလိတာနှလုံးပြောချင်တယ်ဘာကြောင့်လဲဒါတွေနောက်မှစဉ်းစားရအဲ့ဒီနေ့မှာခရစ်တော်ဖျားကြောင်းထဲမှာစက္ကပ်ကိုမိဘတွေကယူလာတဲ့အခါ84နှစ်အသက်84နှစ်ရှိပြီးတော့အဲ့ဒီ84နှစ်အတွင်းမှာ9နှစ်တာလျင်နော်လင်းရှိတဲ့လင်းနဲ့နေတဲ့အာနန်ဆိုတဲ့ prophet မှာတယောက်ရှိကြည်စမ်းသူရဲ့အသက်84နှစ်မှာ9နှစ်တာလျင်သူကယောက်ျားနဲ့တူတူနေရသူချစ်ဆုံးသူယောက်ျားကဆုံးသွားစ
ဆိုတော့မုတ်ဆိုးမတယောက်အနေနဲ့သူဘယ်လောက်ဝမ်းနေမလဲဘယ်လောက်ကြည်ကွဲမလဲကဘာကြီးနဲ့အချိန်တွေဟာသူ့အတွက်အရာရာကကန်ဆိုးစရာပဲဖြစ်လာသူဒီလိုပြောနိုင်တယ်နော်သူဒီလိုပြောနိုင်တယ်ငါမွေးတာချက်မမွေးဖို့ကောင်းငါကဘာကြီးမှာတကယ်ကန်ဆိုးဆုံးသူပါလားလို့နေရောညပါငိုချင်းနေစသူငိုနိုင်တဲ့ချိန်ရောက်ဒါပေမဲ့ကျမ်းစာကိုကြည့်တဲ့အခါမှာသူဟာအမြဲတမ်းဖယားသခင်ရဲ့ဗိမာန်တော်ကိုမိခိုပြီးတော့ဂျေစုတော်ကိုချီးမွမ်းခြင်းနဲ့တက်ရှင်တဲ့ prophet တယောက်ဖြစ်တဲ့ကြောင့်ကျမ်းစာကမတန်လိုက်တာဒီအမျိုးသမီးကြီးသူ့ရဲ့ခြေတွေကိုဝန်ခံမဲ့အစားပန်းတိုင်ကိုကြည့်ပြီးတော့ဖယားသခင်ကိုချီးမွမ်းနိုင်တော်သူဖြစ်ဒါကြောင့်ကျွန်တော်တို့ရဲ့သက်တာဟာဖယားသခင်ဖန်ဆင်းထားတဲ့ပန်းတိုင်ကချီးမွမ်းဖို့ဖြစ်ထိုအရာကိုဆွဲကိုင်တော်သူကြီးပန်းတိုင်ရောက်တော်သူဖြစ်တဲ့ကြောင့်အတိတ်ပဲရှိတော်လူဘဝကိုသူရရှိသွားတယ်ဒါကြောင့်ကျွန်တော်အခြေအနေပေါ်မှာပဲရက်တည်မယ်ဆိုရင်ပန်းတိုင်မရောက်ဘူးအရောက်တိုင်းပြရှင်စကားပြောပါစေဒါကြောင့်အသက်တာရဲ့ပန်းတိုင်ကြီးချီးမွမ်းမှုဖြစ်တယ်ဆိုတာကျွန်တော်တို့နားလည်ထားပါဝမ်းသာကြီးဖြစ်စဉ်ဝမ်းနည်းကြီးဖြစ်စဉ်30ခွန်ပိုင်ငယ်4ဆာလာကပြောတယ်ဆိုရင်ထာဝရဘုရား၌ဝိလျောခြင်းရှိတော်ဒီစာကိုဒီကျမ်းချက်ကိုကျွန်တော်တိကျမ်းစာထဲမှာလုံကင်းလို့ပြောတောပါစွာလုံကင်းနှလုံးစင်ဒေနာတဲ့အုပ်ချင်းလုံကင်းလို့ပြောတယ်နော်လုံတယ်လို့ပြောဘူးနော်ဒါကြောင့်အာရဒီဖြစ်စေအာမရဒီဖြစ်စေကျင့်တတ်ပါလို့ပြောတယ်ဒါကဝိညာဉ်တော်ထဲမှာကြီးပွားလာတဲ့လူတစ်ယောက်ရဲ့လင်းဝချက်လူရှိဖြစ်စေမရှိဖြစ်စေချီးမွမ်းခြင်းဆိုတာလူကိုချီးမွမ်းတာပေါ့အာမင်ဒီအရာကိုမိတ်ဆွေနားလည်လာတဲ့အခါမှာမိတ်ဆွေတစ်ယောက်တည်းနဲ့ဒီအသက်တာထဲမှာကြီးမားစွာနဲ့ဆိုင်စွာဝင်လို့ရတယ်ဒါကြောင့်ပန်းတိုင်ဆိုတာအမြဲတမ်းကျွန်တော်စဉ်းစားကြလို့ဖြစ်ပါတယ်ဒုတိယအနေနဲ့တစ်ချက်ကြည့်အောင်ချီးမွမ်းခြင်းဆိုတာကဒုတိယအနေနဲ့ဝိညာဉ်တိုက်ပွဲလည်းဖြစ်ခါကောင်လုံးနာခဝိညာဉ်တိုက်ပွဲဖြစ်တယ်နော်ဒါကြောင့်ချီးမွမ်းလေကျွန်တော်တို့ရဲ့ဝိညာဉ်ကပါကျွန်တော်တို့နဲ့ဆိုင်တဲ့လေထုတ်ထဲမှာရှိတဲ့ရန်သူရေတွက်လို့မရတဲ့ရန်သူဆိုတာကနော်အများရှိထိုအရာတွေကိုကျွန်တော်တို့တိုက်နေတာဖြစ်တယ်ဆိုတာအင်မတန်မှအရေးကြီးတော့ချက်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပြောချင်တယ်ဝိညာဉ်ကပါထဲမှာအောင်မြင်ခြင်းနဲ့ယုံကြည်သူတယောက်အနေဖြင့်ဝိညာဉ်ကဘာအကြောင်းကိုမသိပဲနေလို့မရဘူးမြင်နိုင်တဲ့အရာထက်မမြင်နိုင်တဲ့အရာပို၍ရတယ်ဒါကြောင့်ဝိညာဉ်ထဲမှာအောင်မြင်တော်သူဒီမြင်နိုင်တဲ့ကဘာမှာသူဟာကြီးမားစွာအောင်မြင်တော်သူဖြစ်ပါတယ်မြင်နိုင်တဲ့ဒီအရာကိုချုပ်ကင်နေတဲ့အရာကမမြင်နိုင်တဲ့နေရာနဲ့ချုပ်ကင်ဒါကြောင့်ကျွန်တော်တိုက်ပွဲစင်နေတာဖြစ်တယ်ဆိုတော့အများအားကျမ်းစာကဟောပြနေခြင်းဖြစ်ပါတယ်အရောက်တိုင်းဖျားရှင်စကားပြောပါစေโอเคအတူတူကဖတ်ကြရအောင်အိုးထာဝရဘုရားဘုရားများတို့တွင်အဘယ်ပြေသောဘုရားကြီးကိုယ်တော်နဲ့တူပါသည်တန်ရှင်းခြင်းအဖြစ်ဘုံကြီးတော်မူထသောချီးမွမ်းခြင်းကိုခံစေလွယ်ကြောက်မဲ့ပွဲဖြစ်တော်မူထသောအံ့ဘွယ်သောအမှုတို့ကိုပြုတော်မူသောကိုယ်တော်နဲ့အဘယ်ဘုရားတူပါသည်လို့ကျမ်းစာကပြောထားတယ်။ဒါကြောင့်ဘုရားသခင်ကိုချီးမွမ်းတဲ့အခါမှာကိုယ်တော်ဒါလို့ပြပါကိုယ်တော်ဒါလည်းလို့ပြပါကိုယ်တော်ဒါလည်းချမ်းသေးတယ်ဆိုတဲ့စကားလုံးတို့လှုပ်ထွက်စရာမလိုဘူး။
သူ့ကိုချီးမွမ်းနေတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဝိညာဉ်ကဘာ၌တိုက်เสียလို့တော့တိမ်ပိုက်เสียလို့တော့အရာတွေအားလုံးပြည့်မြောက်နေတဲ့အကြောင်းကျမ်းစာကဖော်ပြထားတယ်။ Hallelujah. Okay. ဂျဟောရှဖတ်ကသူ့ရဲ့အသက်တာထဲမှာနော်ကြုံရတဲ့ပြဿနာတစ်ခုကျွန်တော်ကျမ်းစာမှာမြင်တွေ့ကြပါတယ်။ဘာကြုံတယ်လဲဆိုတော့သူ့နိုင်ငံထက်စပေါင်းများစွာကြီးပြီးတော့များတဲ့ဘယံ၃ပါးကသူ့ကိုလာတိုက်လူအောင်နဲ့သူစဉ်းစားတယ်လက်နဲ့မမျှတာဘူးလူအင်အားလည်းမမျှတာဘူးခွန်အားလည်းမမျှတာဘူးအောင်နိုင်စရာလုံးဝမရှိနေ့ရက်ပေါင်းများစွာနီးလိုဟာလိုသူရှားပွေတယ်လုံးဝမရတော့တဲ့အခါမှာသူအရှုံးမပေးသူ့မှာကြီးမားတော့နောက်ဆုံးပေါ်လည်းရှိတယ်သူဒီဟာရဖယား၌အစာရှောင်ခြင်းစူတောင်းခြင်းသူတို့အချိန်ယူကြတယ်ဖယားရှင်ပေးလိုက်တဲ့နောက်ဆုံးပေါ်လည်းကတင်တို့ဒီရန်သူရှင်မှာမတ်တရရငါကိုချီးမွမ်းကြငါဒီတင်တို့လုံးဆောင်ရမယ့်ရာပြောင်းပေါ်ငါလုပ်ပေးမယ်လို့ပြောတယ်ဖယားသခင်ပြောသည့်အတိုင်းသူတို့စစ်မြေပြင်မှာထွက်လာတယ်ဖယားသခင်ကိုချီးမွမ်းစာပြုတဲ့အခါမှာကောင်းကင်သမားနဲ့ဆင်းကြွလာပြီးတော့တိုက်ရမယ်ရန်သူအားလုံးကြီးကြီးမြင့်မြတ်တိုက်ပြီးသွားတဲ့အကြောင်းခံတောင်းထူဘာလဲမြန်မာလို့ဓမ္မရာဇဝင်6ဒုတိယလားခံတောင်းထူနေလားအနေဆောင်နေလားနော်အခန်းသားသူနေကအလျက်ဆောင်20ထဲမှာဒီအရာကောင်းကောင်းရရှိမှတ်တမ်းတင်လာတယ်ဒီနေ့ကျွန်တော်ပြောချင်တဲ့အရာကပါလေဂျဟောရှဖတ်နဲ့သူ့ရဲ့နိုင်ငံသားတွေကလောက်ရမယ့်တာဝန်ကချီးမွမ်းဖို့ပါအဲ့ဒီအချိန်မှာကြီးမားစွာမမြင်နိုင်တဲ့ကဘာကနေနော်ဝိညာဉ်ကဘာကနေသူတို့ရဲ့မြင်နိုင်တဲ့ပြဿနာတွေအားလုံးပြီးမြောက်သွားတဲ့အကြောင်းစမ်းစာကဖော်ပြထားတယ်။ဒါဆိုရင်ကျွန်တော်ဒီနေ့အတင်းတော်၌ယုံကြည်သူမိသားစု၌ကျွန်တော်တို့ခက်ခဲရဲ့အရာကြုံတွေ့တဲ့အခါကံဆိုးလို့မဟုတ်ဘူးဆိုတာနားလည်ကြတယ်။ Hallelujah. 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 ဂျောစဖတ်ကသူရလိုက်တဲ့အရာရှိတယ်တချင်းပြီးတဲ့အခါမှာချင်းမွန်းနေပြီးတဲ့အခါမှာသူတို့လုပ်ရမယ်ရန်တက်ရမယ်ရန်သူအားလုံးအောင်ပြီးသားဖြစ်သွားတယ်သူတို့ကကြည့်တဲ့တောင်းလေးယူရတယ်ငါတို့အောင်ပြီးဆိုပြီးတော့ဂျေဇုကချင်းမွန်းပြီးတော့ပြန်ဖို့ပြင်တဲ့အခါဘုရားရှင်မပြန်နဲ့ဟုတ်တွားပြီးတော့ရန်သူများရှိတဲ့နေရာမှာကောင်းကြီးမင်္ဂလာကိုတွားကောက်ကြလို့ပြောတယ်3 ရက်တည်ကောက်တယ်တော့ရမပြောနဲ့တဏှာကြီးလည်းကောက်စမ်းခင်ဗျာတဏှာကြီးလည်းကောက်ခံလီခံနာရလိုက်ကိုကနိုင်ဖို့3 ရက်ကောက်ကောင်းကြီးမင်္ဂလာဘာလို့3 ရက်ကောက်လဲဘယင်သူ့အတွက်ပြဿနာအရေးကြီးတဲ့ပြဿနာက3 ကောက်ဘယင်ရန်သူ3 ပါလာတဲ့အတွက်ကြောင့်ဘုရားရှင်ကဘယင်တစ်ပါးကိုတရက်အဖြစ်နော်တရက်လုံးအဖြစ်ကောင်းကြီးမင်္ဂလာနဲ့ပြောင်းလဲပြီးအဲ့ဒီချိန်မှာဂျဟောစဖတ်ကမြင်လိုက်တဲ့အရာအော်ဂျေဇုတဲ့လေဟာနိုင်ငံတော်ဘတ်ဂျက်အတွက်လည်းပဲမရှိတော့တဲ့ချိန်မှာဘတ်ဂျက်ဆိုတာကရန်သူများရဲ့အချိန်မှာရှိနေပါလားဆိုတော့နားလေအစဆုတောင်းတဲ့အခါမှာကိုရောဂျေဇုပြု၍ရန်သူကိုမစီလွတ်တော့နဲ့လို့သူဆုတောင်းခဲ့တာတအားနောင်တရတယ်များထပ်စီလွတ်တာအာမင်
Amen ဒါကြောင့်တရားဟောရလက်ဆက်တော့ပိုင်းငယ်ငါမှာတင်းကုန်းကအလုံးချစ်တော်ကြောင့်တင်းအပေါ်ရောက်လာမဲ့ချိန်ချင်းအမေလူလာများငါကောင်းချစ်ဖြင့်ကြံပေးတယ်အာမင်ဒါကြောင့်ဒီနေ့ကျွန်တော်တို့တာဝန်ကပါလေကိုတော့မနေ့ပြန်ပါဖြစ်လာတယ်ဆိုတာကျွန်တော်နားမလည်ဘူးတိလည်းမသိဘူးဒါနဲ့ကျွန်တော်သိတဲ့အရာတစ်ခုရှိကျွန်တော်အတွက်အကောင်းဆုံးတဲ့တာလုံသောအရာတွေဖြစ်တာပဲလို့ကျွန်တော်နားလည်ဟာလေလုယာဘာဖြစ်လို့လဲဖယားသခင်ဒီသူ့သားသမီးများအတွက်အကောင်းကိုပဲဖန်ဆင်းတာမိတ်ဆွေအာမင်မထူးနိုင်ဘူးအာမင်လို့မတတ်မှတ်နိုင်တဲ့အရာအခြေရောက်တဲ့အချိန်မှာပြင်ရင်ထိုးအရာထဲ၌မိတ်ဆွေအတွက်ကောင်းဆုံးအရာများပေါက်နိုင်ပြီလေဆိုတာအာမင်အာမင်အာမင်ဟာလေလုယာโอเคဒါကြောင့်ဒီအရာတွေဘယ်ကနေဖြစ်လာတယ်လဲဆိုရင်ချီးမွမ်းနေတဲ့အချိန်မှာဖြစ်လာတယ်အာမင်ဒီမှာနော်ချီးမွမ်းခြင်းကိုခံစေလွယ်ကြောင့်မဲ့ဘွယ်ဖြစ်တော်မူထသောအံမွေသောမှုတို့ကိုပြုတော်မူသောကိုယ်တော်နဲ့သူနဲ့ဘယ်ရဘယ်မှာရှိတယ်လဲမိတ်ဆွေလောက်ကြည့်ပါကျွန်တော်တို့ရဲ့တွင်းထဲကနေရှေ့ထွက်လာတဲ့ချီးမွမ်းခြင်းတွေမှာကြီးမားတဲ့တကူရှိအာမင်ကျွန်တော်တမန်လေးပေါ့နော်ကျွန်တော်ကျမ်းစာဖတ်ပြီးတော့စင်ကြယ်လို့တွင်းနေတဲ့ချက်ရှမတဲ့စက်မျိုးကျွန်တော်ဖတ်နေတဲ့ချက်ပေတရုကရေပေါ်မှာလမ်းလျှောက်ပြီးတော့ဘုရားသခင်ခရစ်တော်ရဲ့စက်တော်ဖြန့်ပြီးတော့ရေပေါ်မှာလမ်းလျှောက်တဲ့အချက်သင်ခန်းစာဘယ်လိုယူလိုက်တယ်ဆိုတာဝိညာဉ်တော်ကျွန်တော်စကားပြောဟာဒါရေပေါ်မှာလမ်းလျှောက်ခွင့်ရတာကလူ10ယောက်ပဲအဲ့ဒါတယောက်ပဲလျှောက်ခဲ့တယ်ဒီနေ့ငါဒါလည်းရှောက်လို့ရတယ်လို့ကျွန်တော်ပြောတယ်ဟုတ်ကဲ့ကျွန်တော်ရှောက်မယ်ကျွန်တော်အဲ့ဒါနဲ့ကျွန်တော်အမျိုးကျွန်တော်ရဲ့မိသားစုအားလုံးခေါ်တယ်ရေပေါ်လမ်းလျှောက်ချင်းကြတာပေါ့ကျွန်တော်တားငယ်ဆုံးမှစပြီးတော့ရှောက်ချင်းတယ်ဒါဆိုရှောက်မယ်နော်ခရစ်တော်ရေပေါ်မှာစက်တော်ထက်တဲ့အခါမှာတပည့်တော်စက်တဘာကမလေးတစီလို့ပြောတယ်တစီလို့သူတို့မြင်နေတဲ့ချိန်ပေတရုကဟာသင်ခန်းစာမတူဘူးနော်မတူဘူးမကြောက်နဲ့ငါဖြစ်တယ်လို့ပြောတဲ့အခါမလေးတစီစကားပြောတယ်စက်တယောက်ကပြောနေတဲ့အချိန်မှာပေတရုကအော်ကိုတော်ပါလားလို့ကြည့်ပြောတယ်သူဟာငါနဲ့ဆိုင်တယ်လို့ပြောလိုက်ဒီနေ့မရှိမြင်တဲ့အရာကြုံတဲ့အရာတိုင်းမှာသင်ခန်းစာလို့ခံယူနိုင်တယ်သိရကြည့်တယ်ကျွန်တော်ထပ်ပြောခြင်းနဲ့မနေ့ပြန်ပါဖြစ်မလဲကျွန်တော်မသိဘူးသိတဲ့အရာတခုရှိကျွန်တော်ကောင်းဆုံးပဲဖြစ်အာမင်အာမင်အာမင်ရှိတဲ့ကောင်းဆုံးပဲဖြစ်မှာဟာလေလုယာဟာလေလုယာကျွန်တော်မိသားစုအဲ့ဒီနေရာရေပေါ်လမ်းလျှောက်ကိုကျွန်တော်ဆုံးဖြတ်တယ်ဘယ်လိုစားရှောက်လဲဘယ်ဟာပြင်လာရေပေါ်မှာရှောက်မလားအရာရှင်ပြင်ဆင်ပေးပါလို့ကျွန်တော်ပြောတယ်ဆိုတော့မနေ့ညနေမှာကျွန်တော်စတောင်းတယ်တော့မနေ့မှာလူတယောက်ကဆရာကျွန်တော်တို့လေရောက်နေတယ်မရောက်လေရောက်တာပေါ့ကျွန်တော်တို့လေကိုလူအများကဝယ်ကျင်တယ်ဒါပေမဲ့ရောက်မယ်ဆိုရင်လူတွေကိုရောက်တာတဲ့ဆရာတော်ကျင်တယ်ဘာဖြစ်လို့လဲဆိုတော့ဆရာကအဲ့ဒီလေကိုဝယ်လိုက်ရင်ကျွန်တော်တို့အတွက်လည်းကောင်းကြီးဖြစ်မယ်အဲ့ဒီလေပိုင်းရှင်းကျွန်တော်ကပြောတာဆရာစဉ်းစားတယ်လားလို့သူပြောနေတဲ့အချိန်မှာမနေ့ကကျွန်တော်ရှုတောင်းခဲ့တဲ့အရာကျွန်တော်ထင်ဝင်လာဒါကရေပေါ်လမ်းလျှောက်အပြင်ကစားတာဝယ်မယ်လို့ကျွန်တော်ပြောလိုက်ဘယ်တော့ပေးမလဲအခြားသောလူတွေဆိုရင်တဲ့နေနေရ90ပေးမယ်သူတို့ကပေါ့ကွာဆရာယူမယ်ဆိုရင်နေရနဲ့ပေးမယ်လေးဧက 30 40 50 60 70 80 90 100 150 200 300 400 500 600 700 800 900 1000 2000 3000 4000 5000 6000 7000 8000 9000 10000 20000 30000 40000 50000 60000 70000 80000 90000 100000 2000
အခုဆိုရင်တိန်းထောင်များတန်တော့တိန်းရတဲ့ပြင်မယ်တကယ်ဝယ်မလားဆက်ဝယ်မှာပေါ့အဲ့ဆိုဘယ်ဝယ်ပဲချင်းရှက်မလဲလို့ကျွန်တော်ပြောတယ်ဆက်ပဲချင်းစင်းချင်တယ်ဟဲ့ဒီနေ့အဲ့ဆိုတော့အဲ့ဒီနေ့က Tuesday that's why Friday နေ့ဖြစ်မလားကျွန်တော်ဘာမှသွားထုတ်ရမှာလဲဟိုကနေအစိုးရကခင်ဗျားသိတဲ့အတိုင်းပဲဒီကတိတိလေးလူကများဆိုတော့ထုတ်တဲ့အခါမှာအစင်လိုက်ထုတ်ရတော့ဆိုတော့ရတယ်ဆက်ဘယ်ချိန်လဲဟုတ်ပြီပါကျွန်တော်တင်လာရတော့တူလေးနဲ့ပြောမယ်ဆိုရင်အဲ့ဒီအရာအတွက်ကျွန်တော်လက်ထဲမှာအဲ့ဒီနေ့က2000မရှိဘူးတိန်းနေရရှင်းရမယ်ဒီမှာ2000မရှိကျွန်တော်လည်းမရနေအောင်စူတောင်းထောက်ကြကျွန်တော်ထဲမှာပြင်းကြတဲ့အရာကငါတို့ဒီပေါ်မှာကန်ရှောက် ဒီဘောလမ်းလျှောက်ချင် ငါတို့ဒီပေါ်မှာကန်ရှောက်မြင်ရလို့ပြည့်တယ်ဒါဆိုရင်တိန်းနေရပြရအဲ့ဒီတိန်းနေရဘယ်လိုရမလဲကျွန်တော်တောင်းတာမဟုတ်ညီပေါ်ဒီထဲမှာတူရမလားတစ်တုံးကိုဆက်ပြီးတော့ထမ်းနေနှက်ရမလားစူတောင်းနေတဲ့ချက်တာဟာကနေလူတယောက်ကဖုန်းဆက်တယ် Hello ဆရာပါလူတယောက်ကျွန်တော်တကယ်ကျွန်တော်ဝေးပေါ့ကျေးဇူးတင်ကျွန်တော်ကသူ့ဝေကိုကျွန်တော်တိုင်ခိုင်းတယ်ပေါ့နော်ခင်ဗျာစိတ်ချရတဲ့လူရှိတယ်တုံးခိုင်းပါလို့ပြောတယ်ဆရာစိတ်ချရတဲ့လူရှိသလားလို့ကျွန်တော်ပြောရှိတယ်သူ့နာမည်လည်းကျွန်တော်ဒီမှာပြောရတဲ့အားလုံးကိုချက်ပါရှိတော့ကျဲပါရှိတယ်ဘယ်သူလဲဟာလေဆက်တော့တကယ်တော့မလားတော့မဟုတ်ဆက်တော့ဘယ်လောက်တိုက်လဲနေရပဲတိုက်တယ်နေရချက်ပဲတိုက်နေရပဲတိုက်ဒါဆိုရင်ဆရာကျွန်တော်ပြောမယ်သူပြောလိုက်ကျွန်တော်လည်းသူရှိသွားတယ်သွားတော့ချက်ချင်းသူထုတ်ပေးတယ်စာချုပ်ရတော့ကျွန်တော်တအားယုံကြည်လာအောင်တပတ်မကြောက်ဒီနေရာကိုပြန်ဆက်ဖို့တပတ်မကြာရ3ရက်မြောက်မှာဖြစ်တော့ရှင်းနေထားတယ်3ရက်လက်ပေးလိုက်စာချုပ်ဘယ်လိုရေးလဲဝေးပိုင်ရှင်ကျွန်တော်ပြောဆရာပေးနိုင်တဲ့အချိန်မှာပေးဖို့အဲ့လိုရေးပါလို့ဒါစာချုပ်လို့ပေါ့ကျွန်တော်တကယ်ရေးချင်တာက3ရက်မတိုင်ပေးမယ်လို့ရေးချင်တာဒါပေမဲ့3ရက်ဆိုတဲ့စာချုပ်တွေမရှိဘူးဆိုတော့တလားပြောမယ်တလားနဲ့ရေးလိုက်တယ်နော်ရပါတယ်ဆရာအဲ့လိုမလုပ်ပါနဲ့ဆရာတရက်မှာပဲပေးတလားမှာပဲပေးတနေ့မှာပဲပေးနိုင်တဲ့အချိန်မှာပေးဖို့လို့ပြောပါတကယ်လို့3ရက်မှာပြောပြီးတော့မပေးနိုင်ရင်ဆရာကျွန်တော်တို့ကိုအစိုးမပြောနဲ့တော့ဆရာရဲ့စာချုပ်လို့ပြောတရားဒါရ3ရက်ပဲပြီးသွားပြီသူကပါလေသူ့ဘက်ကလေပေးနိုင်တဲ့အချိန်မှာပေးမယ်လို့ဒါရေးပါလို့စက်ကပြောတဲ့အတွက်ကြောင့်သူ့စကားကိုနာခံလိုက်တော့ကြောင့်ပေးနိုင်တဲ့အချိန်ဒါမှကျွန်တော်3ရက်ပဲဘယ်ကနေလာမလဲဆိုတော့ကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်သိတယ်ဘယ်ရဟန်းတဲ့တက်လိုက်အာမင်ကျွန်တော်ယူလိုက်တယ်လက်ပတ်ရှုပ်ပေးတယ်ကျွန်တော်လည်းမရတော့ပါဝေးမစတာဒီမနေ့ချိန်ပေါင်း100ကျွန်တော်မိသားစုတယ်ညချိန်ပေါင်း100ပြောချင်ဒါကကျွန်တော်ရဲ့လုပ်ငန်းဖြစ်စုံမကလေးကလက်ဆက်တာတော့ပါဝေး
Jesus တော့ကြောင့်ဘယ်လိုဖြစ်သွားတယ်လဲဆိုယေရှုတော်ကြောင့်တလားမပေးနိုင်အဲ့ဒီတလားဒီတဲ့အခါသူတို့ဆရာလေးစကားကလာအတိုးလဲလာတိုင်းပေးပါလို့ကျွန်တော်ဖုန်းဆက်တဲ့လူရှန်လေးပြောတယ်အတိုးကဟာပေါ်လဲဆယ်တယ်တလားတိုင်းကိုသူဆယ်တယ်ချစ်ပေးရတယ်ဟာအဲ့ဒါဒီစာချုပ်ထဲမှာပါဘူးတယ်ဒါပေမဲ့သူကအဲ့လိုတောင်းပါလေရောဆယ်တယ်ဆိုတာကကျွန်တော်တို့ရဲ့လာခါနေပြန်လာပေါင်းရင်ဆယ်တယ်မပြီးလိုက်ဘူးဆိုတော့မဖြစ်ဘူးထင်တယ်ဘာလဲဖြစ်ဖြစ်အဲ့တော့မှုတော်ဆောင်နေလဲဆိုပြီးတော့ကိုအားပေးအလုပ်ပြန်လုပ်တယ်ဝင်ပြန်ဆိုင်တော့ပါဘူးနာလာမပေးနိုင်တင်းနေစေတုံးလာမပေးနိုင်ကျွန်တော်ယုံကြည်ခြင်းမကြောက်တော့ဘယ်လိုဖြစ်သွားတယ်မသိဘူးအဲ့ဒီနေရတဲ့ခဏနဲ့ကုန်သွားတယ်တခါကျွန်တော်လေးလေးကျွန်တော်စဉ်းစားတယ်အဲ့ဒီခြေလမ်းကမာနေတာတဲ့စဉ်းစားတယ်အဲ့ဒီချိန်မှာဝင်းနေတော့တွေးနေတယ်မဘေးတူကရေလိုက်ကိုကြည့်တဲ့အခါသူကြတယ်။အိုးလေဟုတ်တယ်အချင်းလေးကိုကျွန်တော်ပြန်ကြည့်။အဲ့ဒီချိန်မှာဝိညာဉ်တော်ကျွန်တော်စကားပြောတယ်နော်။ဒေသနာကျမ်းဆက်တဲ့ပိုင်ရ3ပါ။တေတို့ဒီရေနဲ့ပြည့်တဲ့အခါမိုးအပြည့်ရွာတယ်။ဟောကျွန်တော်ကတင်ရှိရင်မိုးရွာတယ်လို့မှတ်ထားတာမဟုတ်ဘူး။တင်ရှိတိုင်းမိုးရွာတာမဟုတ်ဘူး။တေတို့ဒီဘာနဲ့ပြည့်တဲ့ခါလဲရှိနဲ့ပြည့်တဲ့ခါမိုးအဖြစ်ကြွားတာဒါဆိုရင်တေဆိုတာကကိုယ့်ရဲ့ချင်းလေးကိုယ့်ရဲ့လေထုကိုယ့်ရဲ့ပတ်ဝန်းကျင်ကတေရှိဆိုတာကလောကဘတ်တော်ဒီနေ့ကိုယ့်ရဲ့ချင်းဒီတိုင်းမှာအမြဲတမ်းလောကဘတ်တော်ကိုထည့်ရမိုးရွာလာလိမ့်မယ်လက်ခုပ်တီးပြီးတော့ဘုရားကိုဆုတောင်းတယ် praise အယောက်နဲ့ဆက်စကားပြောပါစေ hallelujah ကျွန်တော်တို့ဆက်ပြီးတော့ကိုချီနေပေါ်မှာရှင်းပြတယ်အချင်းတွေကိုမကြည့်ဘူးဆက်ပြီးတော့ယုံကြည်ခြင်းကိုစပြုပြီးတဲ့ခေါင်းလေးတော့ကိုကျွန်တော်ပြန်ဆက်ကြည့်တယ်ကျွန်တော်ပြန်ဆက်ဝင်တယ်ကျွန်တော်ခရုစိတ်လုံးကိုနီးနေကျတဲ့ brain ညမှာအတင်းတော့အားလို့ကျွန်တော်အတင်းတော့ရေယူပိုင်းတို့အတွက်အမြဲတမ်းဆူတောင်းကြအဲ့ဒီဆူတောင်းတဲ့အစီအစဉ်ပြီးတော့အိမ်ပြန်ကြတယ်အိမ်ရောက်တဲ့အခါမှာကျွန်တော်ဒီကစအမြဲတမ်းဆူတောင်းတဲ့ဒီချိန်ကျွန်တော်ဒီအဲ့ဒါယူတဲ့အတိုင်းကျွန်တော်ပြန်ယူတယ်ဆူတောင်းနေတဲ့အချိန်ဝိညာဉ်ကကျွန်တော်စကားပြောမနာတယ်အညလုံးဆူတောင်းကြတယ်ပြောအညလုံးတော့ချီးမွမ်းကြလို့ပြောတယ်အဲ့ဒီဆူတောင်းတဲ့အစီအစဉ်ပြီးတဲ့အခါမှာကျွန်တော်ဒီသားစုကျွန်တော်ပြောတယ်ကဲအားလုံးဒီလိုဝတ်တွေအင်ကြီးတွေအကောင်းဆုံးတွေပြန်လဲကြလို့ဆက်ပြီးတော့ကိုရောကိုပြန်ချီးမွမ်းတယ်ပြီးတော့ကျွန်တော်သုံးပေမှာကျွန်တော်ညီလေးရဲ့ဇနီးနဲ့သားသမီးတွေလည်းရှိတယ်မင်းတို့လိုက်တယ်တော့ခေါ်ကြလို့ကျွန်တော်ပြောတယ်ညာကြီးမှခေါ်ခိုင်းတယ်ဘာဖြစ်လို့လဲကြီးမားတဲ့အရာဖြစ်လာတော့ပါလေဆိုတော့သူတို့ခဲခေါ်တယ်ခေါ်ခိုင်းတယ်ဒီသားစုစုကျွန်တော်တညာလုံးဂျေဇုတော်ချီးမွမ်းတယ်ဘုရားရှင်တော်တို့ဘယ်တော့ကောင်းတယ်ကျွန်တော်ဘုရားတညာလုံးချီးမွမ်းကြတယ်မိုးပြန်မြင်လာတယ်ဘာမှဖြစ်မလာ
ကျွန်တော်တို့ကတကားပဲကြည့်တော့ဒါမှဘယ်သူမှဝင်မလာဘူးအဲ့ဒါတကယ်ကျွန်တော်အခြေအနေမှာကြည့်ခိုင်းတာမဟုတ်ဘူးသူပြောတဲ့အရာနာခံဖို့တော့သူလုပ်နေဘာလို့ဆက်လာရေချိုးဝက်လက်ကိုယ်စိတ်လို့ကိုကားလည်းရောက်လာတယ်တရားလုံးဆူတောင်းပြီးပြီမအေးဘူးနော်ကိုယ်ဆက်ပြီးတော့ကိုယ်စိတ်သွားရကားရောက်လာကျွန်တော်လည်းကားပေါ်တက်တယ်ကျွန်တော်ကြုံတဲ့ကားတွားခံနေလေးမှာကျွန်တော်ရှေ့မှာhighlight ထဘောကက်စီအဲ့လိုရတယ်ရှာလိုက်ပြီးတော့ဟာဆရာအမလာပီကြီးအဲ့လိုပြောဟာဆရာကျွန်တော်မြည်သေးတယ်နော်ဆိုပြီးတော့ကားရှိမှအဲ့လိုတောင်းလန်းကျူရက်တာလေမြည်မှာပေါ့ဟာကျွန်တော်ထွက်နိုင်တော့ကျွန်တော်ကားရှိရလေးစိတ်ဆိုတာဟာဒီဘယ်လိုကြည့်ရတယ်လဲအဲ့လိုပြောတယ်ဆိုတော့အဲ့ဒီလူငယ်လေးကဆင်းလာပြီးတော့ဘယ်ပေါ်ရှာမှာလဲဝိစောဟာနီစောလားဘယ်ပေါ်ရှာလဲအဲ့ဒါတော့အဲ့လိုကိုင်တာအဲ့လိုကိုင်ပြီးတော့ကျွန်တော်ရှင်းလာတယ်အဲ့မြင်တဲ့အခါမှာလက်လေးဆိုတော့ကျွန်တော်ကတန်းတဲ့ရှင်းနဲ့နေပြီးအဲ့ဒီလေးဆိုကိုင်လို့တော့အချိန်ရှိတော့ဒါပေမဲ့တော့လက်လေးဆိုလည်းလားကျွန်တော်ပြောလားဆိုလည်းပြောချင်တာရှိနေမယ်ဆိုပြီးတော့ကျွန်တော်လည်းခင်ဗျာတော့ပြောချင်ရှိတာကျွန်တော်အချိန်ရှိတော့ဘူးနော်ဟုတ်တယ်ဆရာခါလိုက်ဆိုကျွန်တော်ကအစောမနေ့ကိုနိုင်မှာထားတယ်ဒါပေမဲ့ဒီနေ့ကလုံးဝအဲ့လိုမရဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ဒီနေ့ကျွန်တော်အိမ်မက်တယ်ကျွန်တော်အိမ်မက်ထဲမှာအဝတ်ဖြူဝတ်တဲ့လူတယောက်လာတယ်အဲ့ဒီလူကမနေ့စောတော့ထားပြီးတော့ငါရဲ့ပေါင်းလဲလို့ရှိသွားပြီးတော့လိုအပ်တယ်သူလိုအပ်တယ်သွားဖို့ပြောတယ်ကျွန်တော်ခီးသွားတော့မယ်အတွက်ကြောင့်တင်းတော်တွေကကျွန်တော်ရဲ့လူပေါ်ဆောင်မဲ့တွေယုံကြည်သူတွေတင်းတော်လူကြီးတွေမျိုးသမီးကောင်းဆောင်တွေကအိမ်ထဲမှာကျွန်တော်တို့နဲ့စတောင်းပြီးတော့ထွက်သွားတာသူတို့ကအိမ်ထဲမှာရှိသေးတယ်အဲကြောင့်ကျွန်တော်ကမိကူကြောင့်တဲမှာသူ့ကိုခေါ်သွားတာမိကူကြောင့်တဲမှာထားသူကဒီစကားတွေပြောပြီးတော့ကျွန်တော်ရှေ့မှာစပွဲပေါ်မှာအဲ့ဒီလက်နီးဆိုအဲ့လိုဟုံလိုက်တယ်တက်လိုက်တယ်ဟုံလိုက်တာဒီဆိုအဲ့ဒီချိန်မှာသူပို့လာတဲ့အရာကဝေးတိမ်ငိုင်းဒါကသူ့အိမ်နဲ့ကြားနေရရှိမှာစိတ်လို့သွားကျွန်တော်ပေးရမယ်ဝေးကတိမ်နေအတူမဟုတ်ဘူးအဲ့ဒါကအာမင်ကျွန်တော်ပြောချင်တာကလည်းဝိညာဉ်တိုက်ပွဲတယ်ရှိမှတယ်အာမင်ကျွန်တော်တို့ရဲ့ပြဿနာတွေလူအတွေးကျွန်တော်တို့မိသားစုကစူးစမ်းလို့နော်လဲထွင်မယ်ဒါမှမဟုတ်ဝါကုန်မယ်ဒါမှမဟုတ်ချင်းခွေမယ်ဒါမှမဟုတ်တခုခုလုပ်ရင်ကျွန်တော်တို့ကလုံးနိုင်မှာမဟုတ်တာပေးလည်းမပေးနိုင်လာပေါင်းများဆိုရင်အရင်ကပူကြည့်တော့မြတ်တော့မှာပေါ့ဒါပေမဲ့တညပဲတော့အဲ့ဒီဝိညာဉ်တော်ကရှင်မွန်ခြင်းထဲမှာကျွန်တော်ကိုယူဆောင်သွားတယ်အဲ့ဒီအချိန်မှာပြဿနာကဗန်သွားတာအာမင်တဲ့ကိုဒီလိုထားတယ်ကိုယ်ပဲကိုယ့်ရဲ့မိသားစုထဲမှာနော်လူတစ်ယောက်
ရောက်ပါလေအဲ့တဲ့ကြောက်ရောက်လာတယ်ဆိုတော့အများဆုံးပြန်စေချင်တယ်ဆိုရင်အိရှင်လည်းတည်တရမယ်အများဆုံးလည်းပြန်စေချင်တယ်ဆိုရင်ဒီတစ်ခုရှိကဲဗျာစောစောစီဒီမှာဘာလာလို့တယ်အဲ့တော့မအားတော့ပြန်ထွက်လို့ပြောလိုက်ရင်ခင်ဗျားတို့ဒီသားဆိုတာခရိယာတို့တတ်မှချင်တာတော့ဒါလည်းပြောဆက်လို့ဟောသူဝင်ချင်ဝင်ခိုင်းခင်ဗျားတို့လေမယားနေရောက်သူ့ရှိမှာသူ့ကိုမယုံမဆိုင်ခင်ဗျားတို့လေမယားတယောက်နဲ့တယောက်ခင်ဗျားတို့ချောတယ်ဟာငါဘယ်တော့လာဒီတော့ငါသိချင်တာမလို့နနူပါကွာနော်ဘယ်လောက်ချစ်ကြောင်တယောက်နဲ့တယောက်ချီးမွမ်းကြသူမနေနိုင်တော့သူဒီမှာမပြောဘူးအမောပေါ့တယ်လားဟုတ်ကဲ့ထိုနည်း၎င်းပဲဖယားသခင်ကိုချီးမွမ်းလေစာရမနေနိုင်ဘာဖြစ်လို့လဲအေရှာခန်းစလေးမှာသူဟာလူရှိဖာဘဝကနေစာတန်အဖြစ်ကျဆင်းလာတာကဒီချီးမွမ်းခြင်းကိုမလုပ်ချင်ဘူးအရေးကြီးဆုံးတော့အလို့သူ့ကိုဘုရားရှင်ကခန့်ထားတာဒါပေမဲ့ဒီချီးမွမ်းခြင်းသူမလုပ်ချင်ဘူးမချီးမွမ်းခြင်းတဲ့အတွက်ကြောင့်ယနေ့စာတန်ဆိုတဲ့နော်စာတန်ဆိုတာအမှန်တကယ်တပ်ဖို့အင်္ဂလိပ်လိုပြောမယ်ဆိုလန်ဒုံနော်ဒါကြောင့်ယနေ့စာတန်ဒီဖယားခင်ထားထားတဲ့ချီးမွမ်းခြင်းကိုပြီးတော့သူနေရာကနေမချီးမွမ်းခြင်းလို့တဲ့အတွက်ကြောင့်ကြဆင်းတော်သူဖြစ်သွားတယ်။ဒါကြောင့်သူ့ကိုယနေ့တေးတော်ဒီသူ့ကိုပြန်တတ်တော့အခါဖယားတခင်ကိုသူမလုံချင်တဲ့ချီးမွမ်းခြင်းကိုလုံနေတဲ့အချိန်မှာသူဟာလုံးဝအာမင်အာမင်ဟောတယ်ယတနာကြောင့်အခါမလေးနာလိုက်တာသူမလုံနဲ့ဖယားကိုချီးလို့အရှင်ပြေသွားအရောက်တန်းဆက်စကားပြောဟာလေလုယာโอเคဒါကြောင့်ချီးမွမ်းခြင်းဆိုတာကတိတ်အရေးကြီးတဲ့အရာဖြစ်တဲ့အတွက်ကြောင့်ချီးမွမ်းတော်သူကလည်းပဲဒီမှာ worship လုပ်တဲ့အခါမှာပဲလည်းပဲ worship လုပ်တဲ့ကောင်းဆောင်တွေကဒီအရာကိုတန်ဖိုးထားတယ်ဥပမာအရာဆိုတာကနော်အရာဝတ္ထုတွေကသူတို့မှာ real name မရှိစက်အလဲပြောချင်တာပါမြင်တတ်နေတယ်ပြင်းမြင်နေဒါကပါလေရေတန်ဘူးဟုတ်တယ်နော်ဒါဆိုဒါကပါလေဒါဘူးနော်ဟုတ်တယ်နော်အဲ့လိုပြောမယ်ဆို tall ဒီ tall ဆိုတာကသူ့ရဲ့နာမည်ရင်းမဟုတ်သူ့မနာမည်ရင်းမဟုတ်မရှိအထဲကရှိတဲ့ဟာလေသူ့ကိုမြင်တယ်တွဲပြီးတော့ခေါ်တယ်ရေရှိတော့ဘာဖြစ်သွားလဲရေဘူးဖြစ်သွားတယ်ဟုတ်တယ်နော်ကြောက်ထဲ့ရင်ကြောက်ဘူးဆွေထဲ့ရင်ဆွေဘူးဘောလေလားသွေးဘူးထဲ့ရင်သွေးဘူးကဲဟုတ်ပြီဒီနေ့အမောက်ကျွန်တော်နားလည်ပြီဆိုရင်ဒီစက်ခရီးယာလေးလည်းတစ်ချိန်တည်းမှာဖယားသခင်ရဲ့တဆာပလာဖြစ်နေတယ်လို့စာတန်ရဲ့တဆာပလာပဲဖြစ်စာတန်အတွက်လို့ပြောတဲ့အခါမှာဒီမှာဥချုံတွေပေါက်မှာမဟုတ်ဘူးကျွန်တော်ဥချုံပေါက်မှာစာတန်လို့မြင်တာမဟုတ်ဘူးကြောင်ကြီးတိုက်ပြီးတော့ဘယ်သူလဲဘူးတဲ့ဒါကြောင့်ချီးမွမ်းခြင်းဆိုတိုက်အရေးကြီးတယ်ဒါကြောင့်ချီးမွမ်းခြင်းနော်ပင်လယ်ကြီးကိုချိုတဲ့အခါမှာပင်လယ်ကြီးဘုရားရှင်ခွဲပေးလိုက်တော့တာဝန်တာပြီးတော့သူတို့ဟာ
ဒီနေရာမှာတီးနိုင်တဲ့အားလုံးသူရိယရှိသမျှတီးပြီးတော့ဖယားသခင်ကိုကာကွယ်ပြီးတော့ချီးမွမ်းတဲ့ဖယားသခင်ဝမ်းတာကောင်းချီးပေးတယ်ရှိနိုင်တောင်းချင်မှာတက်ခါသူတို့ပြန်ကတယ်ပြန်တီးတယ်ဒါပေမဲ့ဖယားသခင်တာဆက်ဆိုတယ်ကြိုင်လိုက်လူပေါင်း3000ချစ်ချင်းနေပါကြည်စမ်းတီးတဲ့သူရိယတွေကအတူတူပဲဆိုရတဲ့ချင်းနဲ့အတူတူပဲကာပုံကနဲ့လည်းအတူတူပဲဘာဖြစ်လို့တနေရာမှာကောင်းကြီးရပြီးတော့ဘာဖြစ်လို့တနေရာမှာကြိတ်ကြီးရတယ်အထဲကဟာကျုံနာလေပြင်လေဒီကြော်တဲ့အခါမှာသူတို့ရဲ့ခေါင်းစဉ်နဲ့သူတို့အထဲကထာဝရဘုရားကြောင့်ချီးမွမ်းပြီးတော့ကောက်ကုန်တိုက်ရိုက်ရရှိအောင်ကြည့်တယ်စီနိုင်းတောင်မှာနွားရုပ်ကြောင့်ကောက်ကုန်ကြဘောပေါက်တယ်အရောက်တဲ့ညစင်ကပြောပါစေကြည့်ပါဒီဂီတာဟာအတင်းတော်ထဲမှာဘုရားသခင်နာမကိုအမိပြုတဲ့တီးတဲ့အခါမှာဘုရားသခင်အတွက်ဖြစ်သွားဒီဂီတာပဲယူပြီးတော့ဟိုမှာမန်းနဲ့ဆောက်ပြီးတော့ကျွန်တော်တို့တုံးလို့ရတယ်ဒီတလူလည်းခရစ်တော်နဲ့အတူတူလမ်းလျှောက်နေတယ်ခရစ်တော်ကအမချခင်လူဆိုးတွေလက်ထဲမှာဟောအမြင်ချခိုင်းရမယ်ဒါ၃ရက်ရောက်တော့ဒီမှာအပြန်ထားရောက်ပြန်ပြန်ထားရောက်တယ်ထားမယ်လို့ပြောတဲ့အခါခရစ်ပေတရုကကိုရောဘယ်သူမှကကိုရောကိုမတက်ရဘူးတော့ပြောလိုက်ချင်းစားတာလို့ပြောလိုက်ဘာဖြစ်လို့လဲပေတရုချင်းစားတာဖြစ်သွားတွေ့ပါတင်းဒီဘုရားသခင်အရေးအရာကိုမဆွဲလာလို့ပြောတယ်ခရစ်တော်လောကနဲ့လူအရာကိုဆက်ဆွဲလာတော့ကြောင့်ကျွန်တော်တို့ရဲ့ခိုင်ချက်နဲ့အရေးကြီးဟုတ်တယ်နော်အဲ့ဒါလည်းကြားစင်ကောင်းယူပေးပါစေဟာလေလုယာဟာလေလုယာထိုနည်း၎င်းပဲဒါကြောင့်သစ္စီတွေဘုရားသခင်နဲ့ဆိုင်တဲ့အရာတွေကျွန်တော်လုပ်တဲ့အခါအတွင်းမှာရဆိုတော့ချီးမွမ်းခြင်းကျွန်တော်ယူတဲ့အခါဒီမှာစာလံ33အပိုင်ငယ်3မှာအတိတ်တော်တဲ့ခြင်းများတဲ့ဘုရားထာဝရဘုရားချီးမွမ်း၍တဲ့နော်တီးနိုင်လို့သူရိယာများကိုမြန်မာထဲမှာတာယာစွာတီးမယ်လို့ပြောတယ်ကျွန်တော်ချင်းထဲမှာတော့လို့ပြောတယ်လဲဆိုဟိုက်တကင်လို့ပြောတယ်ဟိုက်တကင်တုံးဒီလို့ပြောတယ်အင်္ဂလိပ်ထဲမှာ skillfully ဆိုတာကကျွမ်းကျင်စွာကိုင်တွယ်နိုင်ခြင်းအာမင်အာမင်ဆိုတော့ဘုရားသခင်ကိုချီးမွမ်းတဲ့အခါတီးတဲ့လူတွေဖြစ်စေချီးမွမ်းတဲ့အခါမှာလည်းဖြစ်စေကျွန်တော်ကျွမ်းကျင်စွာကိုင်တွယ်နိုင်ရမယ်အသိကြီးတယ်နော်ကျွမ်းကျင်စွာကိုင်တွယ်နိုင်ခြင်းဆိုတာကကျွန်တော်ဖြစ်တယ်လို့အဲ့လိုမလို့ရဘုရားသခင်နဲ့ကျွမ်းကျင်စွာအချိန်ယူကြရအာမင်ကိုင်တွယ်လို့ပြောတယ်ကိုင်တွယ်လို့ပြောတဲ့အခါမှာသူ့ကိုချီးမွမ်းနေတဲ့ချိန်ဝိညာဉ်တော်ရဲ့ဝိရမ်းတဲ့လက်တွေကျွန်တော်တို့နားလည်ပြီးတော့မြင်တတ်ခြင်းဟာကိုင်တွယ်တတ်ခြင်းဟုတ်ပြီလားအရောက်တိုင်းကျစင်စကားပြောပါစေဒါကြောင့်ဝိညာဉ်တိုက်ပွဲအရေးကြီးသောအရာဖြစ်တဲ့အတွက်ကြောင့်ချီးမွမ်းခြင်းဆိုတာကျွန်တော်ရည်ရည်ရှိမရတယ်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပြောချင်ပါတယ်ဖះရှင်ရောက်နိုင်စကားပြောပါစေโอเคနံပါတ်3ကနိုးထမှုအသက်ရှူတာဖြစ်တယ်ဗါလဲနိုးထမှုအသက်ရှူချီးမွမ်းခြင်းဆိုတာကနိုးထမှုရဲ့အသက်ရှူတာဖြစ်တယ်တော့မဟုတ်တိုးတက်ခြင်းရဲ့လက္ခဏာလည်းဖြစ်တယ်ဒီနေရာမှာကျွန်တော်ပြောချင်တဲ့အရာကနိုးထမှုဆိုတာသိရကြည့်တယ်နော်အာမင်အာမင်အာမင်
ဘယ်ကနေလဲ တွင်းလေးက ဘယ်ကနေလဲအတွင်းကနေစလာတာကျွန်တော်ကိုယ်အဲ့လိုပုတ်တဲ့အခါရားလို့ပုတ်တာလားကုတ်လို့ရားတာလား ရလို့တော့ အတွင်းထဲကနေရားနေလို့မကုတ်ပဲမနေနိုင်ဘူးကျွန်တော်တကယ်ချင်းဆိုသူ့မှာရားတာရှိတယ်သူတင်နှမ်းပေးနေတာတင်နှမ်းပေးရတာရားတော့လားဒါဆိုတော့သူတအားကောက်ချင်ကောက်ရင်အဝလုံးဒီဖြစ်တဲ့ကြောင့်ရှစ်ဆရာကောင်းတယ်ဆိုတော့ဟိုကအချိန်လဲကိုက်နေပေါ့သူဖန်တီးလိုက်တယ်ဟိုင်းယုံကြည်သူများကျွန်တော်တခြင်းသဘောနဲ့ကိုတော်ချင်းဝိုင်းရမယ်တော့ပါဆုံးလုံးတောင်းတာတိနေတော့ပါဆုံးလုံးတောင်းတာသူဖန်တီးလိုက်ကိုက်နေအောင်ဖန်တီးလိုက်အမှန်တကယ်သူလုပ်ချင်တာကဟုတ်ပြီလားဒါကြောင့်နိုးထခြင်းဆိုတာကအတွင်းထဲကနေနိုးပြီးမှသူကထားလာဟုတ်ပြီလားကျွန်တော်တို့မနိုးပဲနဲ့ထားတယ်လို့များရှိဟုတ်တယ်လူမင်းထားတယ်အထူးတယ်အခုကျေးဇူးတော်ကြောင့်နိချင်းလောကလည်းဒီအရေးအရာဝင်လာတကယ်ကျေးဇူးတော်ကျွန်တော်တို့ကမြန်မာပြည်နှစ်ချင်းအသိတော်ဒီတွားနေတဲ့နော်ဒီပိုက်လာတယ်ကဘာနဲ့ချင်းဒီလိုမတော်ဟာအယောင်ချင်းမလေး revival လုပ်တယ်ဆိုဒါက Pentecostal များတယ်အမေရိကနဲ့ချင်းမလို့လေဒီလိုမလဲဆက်တယ်နော်ဆက်တယ်တော့ချင်းတော့နော်မလို့ထားတယ်ကျွန်တော်တို့ဆာမန်တယ်ကျွန်တော်ရဲ့ဆရာကြီးတွေကကျွန်တော်တို့ကိုကြည့်တယ်လေနော်မွေးတာတဲ့အပေလေးကိုပြောတယ်မမွေးတီးပဲလေဇူဟာနဲ့တစင်ကြတယ်ဆိုတော့ဒီလောက်အကျင့်ပြတ်တဲ့နေရာတွေခရစ်တော်ကိုလက်ခံပြီးတော့ကျမ်းစာကိုကိုင်နိုင်တယ်ဆိုတော့သူတို့တအားဝန်တာအရာအားလုံးသူတို့အဆုံးထိမတော်တယ်နေနိုင်တယ်အခုလိုပဲအခြေမရတော့ဆိုတော့ကျွန်တော်တို့သူ့ရဲ့ချက်တိုင်းတာလေးတစ်ခုနဲ့တွားနေတဲ့ကိုယ့်ရဲ့ချက်ထုံးတစ်ခုကိုညစ်ချင်းတွေရဲ့နေရာမှာလို့ထည့်ကြမဟုတ်ပါဘူးကျွန်တော်တွားပြီးလာတော့လုံးဝမဟုတ် constitution တဲ့လိုမှမလုပ်ဘူးအဲ့လိုဒီမှာလုပ်နေတာမတူဘူးဒါကြောင့်နိုးပြီးတော့ဟာအခုကျွန်တော်ခေါင်းဆောင်ပိုင်းကအမြင်ဝင်လာတော့ဒါကလုပ်ရမယ်ဒါမလုပ်ရင်လူငယ်တွေကြောက်သွားလိမ့်မယ်သူတို့မြင်လာတော့ကျေးဇူးတော်ကြောင့်တကားများကြီးပွတ်လာဒါမဲ့ဝမ်းနဲ့ဆိုင်ခုရှိမနိုးပဲထားခိုင်းဟေးအဲ့ဒါပြည့်စုံပြန်ဟောမနိုးပဲထားကိုယ်နေတာနော်သားနေပြီမဲ့ကိုယ်နေတာညာဒါကြောင့်ချင်းဝမ်းချင်းတက်တာဆိုနိုးချခြင်းရဲ့အရှိသူဒီကတဲ့ချင်းရအတွင်းပိုင်အချင်းပြောင်းလဲပြီးတဲ့အခါမှာသူတို့ရဲ့ lifestyle တွေဖယားတကယ်နဲ့သူတို့ရဲ့ lifestyle ပြောင်းလဲသွားပြီ
မြဲတမ်းအတော်လူတွေကိုအတင်းပြောနေတဲ့သူတို့အတွင်းပိုင်းတွေချီးမွမ်းခြင်းနဲ့ပြောင်းလဲသွားတယ်လို့ဟေးအိဖက်ခန်းကြီး9ကကောင်းကောင်းပြောတာအဲ့ဒီချီးမွမ်းခြင်း worship အတ္တမှာသူတို့တက်လာတယ်တက်လာပြီးတော့ဝိညာဉ်ကပါထဲမှာသူတို့စပွဲတွေဆင်လာခဲ့တယ်မမြင်နိုင်တဲ့ရာသူတွေသူတို့ကြီးမဆိုချီးမွမ်းနိုင်ခဲ့ပြီပြီးတော့ကြီးမတော့အရာတွေသူတို့ယူနိုင်ကြတယ်ချေတချို့က worship တောင်မှတရားမှာ30လောက်ပဲလက်ခံဖို့ဆွေးနွေးကြတယ်တော့ဘာဖြစ်မလဲဒါမလို့ရလို့ဆိုတော့ဆိုပြီးတော့မြင်လာနာချင်မှာစဖို့မဟုတ်ဘူးဟုတ်တယ်ဟုတ်ပြီကျွန်တော်တို့အဲ့ဒီထဲမှာမပါတဲ့အတွက်ကြောင့်ကျေးဇူးတော်ရှင်စဉ်းစားရဒီ worship ဖယားသခင်ကိုချီးမွမ်းတဲ့အခါမှာလည်းကျွန်တော်အတွင်းပိုင်းလို့ရဟုတ်ပြီလားဒီတော့ထိုင် Amen Amen Okay အားလုံးဖတ်ရအောင်ကရုဏာတော်ဤအသက်ထက်အာ၍ကောင်းသောကြောင့်အကျွန်ုပ်၏နှုတ်သည်ကိုယ်တော်ကိုချီးမွမ်းပါဟုတ်ပြီမိတ်ဆွေစမန်တို့အချစ်ဆိုတာကကိုယ့်ရဲ့အသက်ထက်ကိုယ်တန်ဖိုးထားတဲ့အရာတစ်ခုဖြစ်ဟုတ်ပြီလားဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့အသက်ထက်ဖယားသခင်ရဲ့ကျွန်တော်တို့အပေါ်မှာထားတဲ့ကရုဏာတော်ဟာပို၍ကြီးမားပါလေဆိုတာနားလေတဲ့အတွင်းပိုင်းရဲ့နိုးခြင်းကြောင့်ချီးမွမ်းခြင်းဆိုတဲ့ထားခြင်းဆိုတာဖြစ်တာဟုတ်ပြီနော်ကရုဏာတော်ဒီအသက်ထက်တာလို့ကောင်းတယ်လို့ပြောတယ်ကျွန်တော်တစ်ခါပြောခဲ့တယ်ကြည့်အောင်ကျွန်တော်တို့အပြင်ပိုင်းခန္ဓာကိုယ်ရဲ့အပြင်ပိုင်းမှာဝတ်စရာဖုံးစရာဘာမှမရှိရင်တောင်မှဒီအင်ဂျင်ရတဲ့ဒီခန္ဓာကိုယ်ဝင်နေတယ်ဟုတ်တယ်လားဟုတ်တယ်ခန္ဓာကိုယ်အရေးကြီးလို့ဒါကဖုံးတာမဖုံးရင်လည်းသူ့ဈေးကမကျမကျအမှန်တကယ်ဒီအင်ဂျင်ဝတ်တာကခန္ဓာတစ်ပုံကိုစိတ်အတွက်ဝတ်တယ်။ခင်ဗျာဘာမှမရှင်းနိုင်မဝတ်ဆရာမလဲဘူး။လူကျစင်နေတဲ့နဲ့ကြည့်နေဝတ်နေတယ်။ကိုယ်အတွက်ဝတ်တာမဟုတ်ဘူး။တဘာအတွက်ဝတ်တယ်။ဟုတ်တယ်မယုံရင်လည်းချက်ကြည့်။ခင်ဗျာမရှိရတယ်။ခင်ဗျာမရှိနဲ့သွားလို့ရတယ်။ဘယ်မြင်တဲ့လူကမကြည့်ရတော့ဘူးခင်ဗျာမရှိနဲ့သူမကြည့်ရတော့ဘူးโอเคဒါကြောင့်ဒီနေ့စဉ်းစားပါဒီမျက်စိဟာဒီမျက်လုံးဟာတော့တာမုန်းဖြတ်လို့မရတာမုန်းဖြတ်လို့မရတဲ့မျက်လုံးကျွန်တော်ရရှိဆုံးပေးထားတယ်ဒါပေမဲ့ဒီခန္ဓာကိုယ်ထဲမှာအရှိနေတဲ့ကျွန်တော်တို့ရဲ့တက်ဆိုတဲ့လူဝိညာဉ်ထွက်သွားခိုင်းလိုက်ဒီခန္ဓာကိုယ်တာမုန်းမရှိတော့ဒါဆိုဒီခန္ဓာကိုယ်ကိုတာမုန်းရှိတာကရှိစေတာကအသက်အဲ့ဒီအသက်ထက်တာမုန်းရှိတဲ့အရာရှိနေတယ်ဒါကဖယားသခင်ရဲ့ဂုဏ်လို့ပြောအာမင်ဒါကြောင့်ဖယားသခင်ကျွန်တော်တို့ပုံမှာထားရှိတော့သူ့ရဲ့ကရုဏာတော်ခန္ဓာကိုယ်တဲ့ပိုရွှေတန်ဖိုးရှိတယ်ဆိုတာနားလေတော့သူဒီအတွင်းပိုင်းလုံးတော့ကြောင့်ထားအတွင်းပိုင်းဖယားသခင်နဲ့သူ့ရဲ့စัจ जा ထဲမှာကြီးမားတဲ့အရာတွေဖြစ်လာနေတဲ့အတွက်ကြောင့်နော်သူ့ရဲ့နိုးခြင်းတွင်းပိုင်း engine နိုးခြင်းကြောင့်မိဒီပွင့်လာတယ်လို့အာမင်အာမင်အတွင်းပိုင်းကြီးမားစွာခံစားမှုပေါင်းများစွာကြောင့်နော်ဖယားသခင်နဲ့ဆက်သွယ်မှုထဲမှာလှုပ်ရှားလာတော့ချီးမွမ်းခြင်းဆိုတာကကြီးမားသောအရာဖြစ်တဲ့ကြောင့်ကျွန်တော်နားလည်ရပါတယ်။ကျမ်းစာကိုကျွန်တော်ဖတ်တဲ့အခါကပ္ပဦးကျမ်းခန်းကြီး38ပိုက်တဲ့ဒီကနေ့ငါ့ကိုကျွန်တော်ကြည့်တဲ့အခါ
ယူဒနဲ့သူ့ရဲ့သားများဂျုံမြင်နိုင်တယ်ယူဒဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ချီးမွမ်းခြင်းဘာလဲချီးမွမ်းခြင်းရေတွင်းထဲမှာ3ရက်အချက်ခံရတဲ့ယောသလုံးဝရှင်ထားဖို့ဘလုံးဝလွတ်မြောက်ဖို့နီးလမ်းမရှိတော့သူဟာတည်ဖို့နော်တွင်းထဲမှာချခြင်းခံရတဲ့ချိန်အဲ့ဒီယောသကိုတွင်းထဲကနေထုတ်ယူတဲ့လူကယူဒဖြစ်သူလဲယူဒအဲ့ဒီယူဒဆိုတာကယောသရဲ့အကိုဖြစ်မိတ်ဆွေကျွန်တော်နဲ့မိတ်ဆွေရဲ့အတားနားလည်ရမယ်ဖြစ်တယ်မိတ်ဆွေအနေဆုံးသောအခြေအနေရောက်ပါလေစေယူဒဆိုတဲ့ညီအကိုတယောက်ရှိဖို့ယူဒဆိုတဲ့အိဗေကပါလေချီးမွမ်းခြင်းမိတ်ဆွေချီးမွမ်းတတ်ပြီဆိုရင်အဲ့ဒီချီးမွမ်းခြင်းကမိတ်ဆွေကိုပြန်ယူဆောင်ပေးချီးမြှောက်ပေးယူဒဆိုတာချီးမွမ်းခြင်းအာမင်ယူဒမှာတားကိုရောက်ရှိတယ်တဲ့ဂျာဇာကအဲ့ဒီသူ့ရဲ့ပထမတားကအေရောဖြစ်တယ်အေရောဆိုတဲ့အဓိပ္ပာယ်ကနိုးထတယ်လို့ပြောတယ်ချီးမွမ်းခြင်းဆိုတာနိုးထမှုရဲ့အရှိတာအာမင်အာမင်အာမင်ဒီတော့ဒုတိယတားကအောနာဖြစ်တယ်အောနာဆိုတာတန်ဆိုတာကျမ်းပါဆိုတော့ချီးမွမ်းခြင်းကိုမြဲတုံးပြုတဲ့အသင်းတော်အိထောင်ယုံကြည်သူကအမြဲတမ်းကျမ်းမာတယ်တန်ဆွမ်းတယ်စိတ်၍နိုးထားနံပါတ်3ခုမှာတားရှိတယ်ရှေလာဆိုတာကစုတောင်းတတ်သူအတနာခံသူလို့ပြောတယ်ဆိုတော့ယူဒရဲ့မိသားစုကနော်နိုးထားတယ်အာမင်အာမင်အာမင်နိုးထားတာတန်ဆွမ်းတာကျမ်းမာတာစုတောင်းတတ်ဟိုမှာအမေရိကမှာKansas City မှာအိုင်ဘူးဆိုရှိ24နိုင်ပတ်လုံးစုတောင်းခဲ့တာကိုမြေပေါင်း30ကျော်ကြည့်စမ်းဘယ်နဲ့နိုင်လဲ24နိုင်ပါမြေပေါင်း30ကျော်ဒါကအတွင်းပိုင်း engine နဲ့ဆိုင်အဲ့လိုဒီလိုလုပ်ရကောင်းပါလိမ့်မယ်ဆိုတော့ကြနာဆွဲတတ်တဲ့စီစဉ်နဲ့ဒီလောက်သွားလို့မရဘူးအာမင်အာမင်သူတို့တချင်းဆိုတဲ့အခါကျွန်တော်သွားတယ်အားကျစကောင်းသူတို့တချင်းဆိုတဲ့အခါတစ်ဖွဲ့ကလည်း2နာရီနဲ့3နာရီအဲ့လိုလုပ်တာကျွန်တော်နဲ့ကျွန်တော်ဖွဲ့ကချီးမွမ်းနေတယ်ဆူတောင်းတဲ့လူတွေလည်းဆူတောင်းနေတယ်ချီးမွမ်းနေတယ် discussion လုပ်တဲ့လူတွေလည်းလုပ်နေတယ်2နာရီထိုးဖို့မိနစ်15မိနစ်လိုတဲ့အချိန်မှာနောက်တစ်ဖွဲ့ကရောက်လာသူတို့ရဲ့ပစ္စည်းတွေသူစနေပြီလာတယ်သူတို့လည်းချီးမွမ်းလိုက်တယ်ချီးမွမ်းတဲ့အခါမှာဒီ2နာရီပြီးတဲ့ဖွဲ့ကသူပစ္စည်းပြန်ပြီးတော့နောက်ပေါင်း30ကျော်မလေးညီဝိနဲ့လူမရှိအစလေးနိုင်ပါသူတို့တချင်းဆိုတဲ့အခါနော်ကျမ်းစာကိုပဲဆိုတော့ဘာရင်ကေအောင်ချင်းသူစီဦးရဲ့ပါရင်အနုစုမမကကိစံကေဒီအဲ့လိုတချင်းဆိုတော့ပါတော့ပါလေအဲ့ဒါလေးမဆိုကျမ်းစာပဲဆိုတာဆိုတော့ဘာဖြစ်လို့လဲသူတို့ရဲ့တန်ရှင်ထဲမှာနှုတ်ကပတ်တော်ထဲတာပေါ့နှုတ်ကပတ်တော်ထဲမှာတန်ရှင်ကိုထဲတာပြီးတော့သူတို့ရဲ့အသက်တာထဲမှာခုနကကျွန်တော်ပြောတယ်လို့ချီးမွမ်းခြင်းတွေကနေဆက်လက်ရနိုးထခြင်းတွေကျမ်းမာတန်ဆွမ်းခြင်းတွေစုတောင်းနိုင်ခြင်းဆိုတဲ့ယူဒရဲ့တာသမီတွေပေါက်ခေါ်လာတဲ့ရေးကြီးပြီးတော့ကျမ်းစာဆက်ပြောနေတယ်နော်အောက်မှာအိမ်ရောက်တဲ့အခါကြည့်ကြပါယူဒကတာမာဆိုတဲ့သူ့
ချွေးမှနဲ့တားပြန်ရှိကျမ်းစာကပြောနေတာကမတရားတာပြောတာမဟုတ်ဘူးဂျင်းနဲ့ကျွန်တော်တို့ကို तू ကနီးစနစ်တွေတုံးနေနေတာသူချွေးမှတာမှလည်း तू ကသားရှိတယ်ချွေးမှတာမှဆိုတဲ့အတိတ်တွေကဘာလဲဆိုတော့နိစုပါလေစွန်ဘလို့အန်လွေလာစွန်ဘလို့လားစွန်ဘလို့ဒီမြင်မှုတလားနိစုနမဝေရနိစုမြင်မှုတလားဘယ်မှာပေါက်တယ်လဲအလောဘယ်မှာပေါက်တယ်လဲโอเคဇာလ90နေအပိုင်ရဲ့စနစ်ပါနော်ချမ်းမတော်ဒီစွန်ဘလို့တင်ခဲ့တူပြီနိစုကုံဘာကိဟင်းစစ်စက်နေမှာနိစုကုံဆိုတာစွန်ဘလို့ဆိုတာကဘယ်တော့ပဲညီပူပူဘယ်တော့ပဲပူရွာမမွိုင်းဘူးနော်လောဝယာတီသူရဲ့ဘေးဒဏ်ကိုမခံနိုင်တဲ့ဆိုမခံနိုင်ဘူးဆိုတဲ့ဟိုကသူ့မှာမရှိဘယ်တော့ပဲတော်ကြီးတော့သူ့ကိုနော်ဆုံးလို့မန်ဝန်ဒါကြောင့်ခရစ်တော်ဂျေရုဆလင်ဝင်တဲ့အခါဘာနဲ့ဘာနဲ့ကြိုဆိုကြတယ်လဲအဲ့ဒါနဲ့ကြိုဆိုဆုံးဘလို့တန်လို့ဆိုတာကလုံးဝမနိုးနွမ်းတဲ့မျိုးပဲခရစ်တော်ဟာနိုးနွမ်းပြီးတော့တည်တဲ့အမျိုးမဟုတ်ဘူးသူကပန်းနဲ့မထိုက်မထိုက်ဘူးတည်တယ်မကီလောဘူးပန်းဆိုတာကချက်ချင်းနိုးနွမ်းတဲ့မျိုးနော်ဆုံးဘလို့ဆိုတာအာရကဲဆိုတာတို့တဲ့ချင်းချမ်းစာထဲမှာနိစုလို့ပြောထားတယ်တော့ဒါကလုံးဝမလုံးဝတဲ့အရာဖြစ်တယ်ဒါကြောင့်ခရစ်တော်ကိုဒါနဲ့သူတို့ကျူဆူကြတာတခုကျွန်တော်ပြောချင်တာတာမဆိုတာကနိစုဆိုတဲ့အဓိပ္ပာယ်ကသူဟာကျွန်တော်ကလေးမျိုးတွေမှာကျွန်တော်လာတယ်ဆိုဘယ်မှာရှိတယ်လဲဆိုရင်ရေနားမှာမရှိဘူးအဲ့ဒီဆိုတောင်ကဘာလေးရေနဲ့အဝေးဆုံးနေရမှာပေါ့ရေနဲ့အဝေးဆုံးနေရမှာပေါ့ပဲပဲသူဟာအချိန်တိုင်းပွင့်နေပြီးတယ်ဘာဖြစ်လို့ရေနဲ့အဝေးဆုံးနေရမှာပေါ့ပြီးတော့သူမလုံးဝတယ်လဲဆိုသူ့ရဲ့အစုရေတောက်ရက်ကဟိုးတောင်ပေါ်နေစင်းပြီးတော့အဝေးရှိရေအထိဟိုကလွယ်သွားရာကျူတူပေါ်မှာသူကမမီခိုတွင်းအဝေးရှိတယ်မှာဒီခိုတဲ့ကြောင့်အရာရာကမနိုင်နိုင်တာမဆိုတာကနေရှိယူလာကတာမနဲ့တားနေရရှိယူလာနဲ့တာမပေါင်းလိုက်ရင်ယူလာဆိုတာချီးမွမ်းခြင်းတာမဆိုတာနိစုတန်လွင်ဒီတစ်ခုပေါင်းလိုက်တော့ချီးမွမ်းခြင်းနဲ့နော်ချီးမွမ်းခြင်းနဲ့မလိုလွန်ခြင်းဆိုတဲ့အခါမှာချီးမွမ်းခြင်းကိုမရှက်နာတော့တဲ့အခါမှာဘာတွေဖြစ်လာတယ်လဲဆိုသူတို့မှတားနေရရှိချီးမွမ်းခြင်းကိုမနာတဲ့လူတွေကဆက်ပြီးတော့ချီးမွမ်းတဲ့တက်တာနဲ့တက်ရှင်တဲ့လူကတာတုတာကြီးကမြန်မာလိုဟာရက်လို့ပြောတယ်ဟာရက်ဆိုတာကဟန်တီဘာလဲစဉ်းစားကျွန်တော်ချင်းလို့ဆိုရင်ဖူလက်ဘာလဲဖူလက်ဆိုတာမြန်မာလိုပဲဘာလဲချိုးပေါက်ကဲချိုးပေါက်ဘယ်လောက်ပဲထူပေါက်ပြီးတော့ဝင်လာဒါချီးမွမ်းခြင်းကိုဖြစ်အာမင်အာမင်ဒါကြောင့်တာမာနဲ့ယူဒပေါင်းပြီးတော့ပွားလာတဲ့တားကဖာရဲဒါကချိုးပေါက်ဒီလိုသူတို့မှာတားအငယ်ရှိတယ်ဒါကဇာရက်
every Zaret Sodaga need tread. Oh, need tread. Don't have any labor as a shipper. Tell me don't eat Lanky, that door I don't get to cheap. Need to change Sodaga, comes as your body. Need I put with nature day, Sodaga. Amen. Amen. That's how we need to go today. Ayaga. Chi one china. Shit la me ayagi, Janzaga. Bola me a tea, gong, your time. Good job. General do yet that la. Aya the here night. Chi one jene at the shibu. Tepale, which you know. Your general Yaji. We got it in Tepale. Amen. Okay, number 8 the church here. I got a young camera, come study look see it. I tell you, go on there, take down the Gauji Kansaya. But there, make good name, take down the Gauji there. General, take down the Gauji la. Young Gone, take down the Gauji la. No, but do not take down the Gauji there. Go on there, take down the Gauji Shabu, Chimon Shabu, Jide, Hayashina, General Bitada. Today, General Payao. Koro muga, ide la nyotaro chimoya nai, chimoye, tan shenye shop ide. A chado chanari dema, koro ide, ide la lumumia, tu lumumia, chimoanche apoma, taino mudo payate. That's when payate ya bema taigale, chimoanche apoma taiga. Bema le? Bema chimone. Chimon Chimoma, Chimona. Hallelujah. Hallelujah. Now, Cabrito, Jerusalem, go when I come, Babo Matagale. Meekly Boma. Ebomale, meekly Boma time. Now, meekly Boma time, the job, Crito, when I come, meekly Lunite, a Jeji Sondo, a Linia Sondo, Lucifer Boma. Clear, not show. No? But the mama don't did it. Supari. Can't allow. Corridor, Titan, there. I corridor, no. Joso, Miro. Paint had a corridor, Macaiba. But to a bed, Nendale. Legally, corridor, Titan, they are all legally. I feel a little too bomber to that Criton Taikun Peter. Jenny Dino in Boma, corridor, time I made a Yatakuga, Chima. Mita Sui, a Boma, Criton, Taimo, Niaga, Chima. Chima Chimba to Taina. Hallelujah. I don't think this is a Gabiobase. Okay, now so to the comment. Make sure, Paya the King Chima Lily, Niemaudo, Kanzaya. Nemaudo Kanzaya lady, make sure, boy, one tamu yadi. Make sure 1 lily, Chima to Ashila. Make sure Chima le Ashile, Shima Shita Mia Aya, our Ninja Yadi. That's all. Chima Jina, Nemaudo Pandida. Nemaudo, Lutea, a twin by 1 jibu, Pandida. Lutea, 1 your swinga, Lutea, Koago Pissi. And you come out, Chima to Piatana Alubu, John Luana, the go, Amen. Like Chimon Jim, the Tane, the Sheba, the nature of our BJ. A young and Piasian, Saga, Yobasi. Amen. Chimon Zilda, I am Poya, so that the connection Barreso 2012, 18 was Jurassic Woman, John and Rachel, Jonoma, Lusuma, Americana, where you are Piana can eat Mono, General 18, Sigma, General, I can hear Yan Jonare, your General Omami Tazo Asano,
အဲ့ဒီချိန်မှာဒီကေကိုစိုက်နေတာဒါဆိုမှဒီကေကတ်ကြီးကိုစိုက်နေတဲ့အချိန်ရှင်းတော့ကျွန်တော်တို့အေရှန်နေထုတ်ထွက်မတော်လို့မရတော့ဘာကြောင့်လဲအဲ့အေရှန်ဝေးစားတာဘယ်လိုလဲဂိမ်းလေပေါ့နော်ဆိုကျွန်တော်တို့ဝေးစားကလေရဆိုကျွန်တော်တို့ထွက်ခိုင်းအဲ့ဒီနေ့အဲ့ဒီချိန်အဲ့ဒီနိုင်မှာငါပြန်လာမယ်အဲ့ဒီချိန်ကနေလို့ပြန်ရည်ထွက်ကျွန်တော်တို့ပြောတယ်အရန်ဒုက္ခရောက်ဒါပေမဲ့အဲ့ဒီချိန်မှာကျွန်တော်ကတန်ရှင်းသောဝိညာဉ်တော်နဲ့ဖခင်ရှင်ကကျွန်တော်ရဲ့အသက်တော်ပြန်လဲပြီးတော့ဘယ်လိုလဲစေကြောတဲ့အချိန်ဖခင်ချီးမွမ်းခြင်းဖြစ်တယ်ကျွန်တော်ဘာပြောလဲဆိုတော့ကျွန်တော်မိသားစုတွေရှိရဲကျွန်တော်အမတွေမှာရှိတယ်ကျွန်တော်အမတွေကျွန်တော်ပြောတယ်ငါတို့ဒီတိုင်းနေလို့မရဘူးရှိတာလည်းကျွန်တော်ချီးမွမ်းရအောင်ဂီတာလည်းမရှိဘူးကိစ္စမရှိဘူးကျွန်တော်တို့စက်ပစ္စည်းချင်းတွေရှိတယ်အဲ့ဒီချင်းတွေချီးမွမ်းတယ်ကျမ်းစာဖတ်တယ်ချီးမွမ်းတယ်ကျမ်းစာဖတ်တယ်ဘာဖြစ်လဲဒီကအဲ့ဒီကျွန်တော်ယူပါရုံရတာဗာလဲဆိုတော့ဘုရားရှင်ကျွန်တော်နှုတ်ပတ်တော်နဲ့ကျွန်တော်ဘာပြောလဲဆိုတော့မနေ့ပြန်တော့မဆိုရင်မနေ့ပြန်ကတင်းတော့ဆိုရင်နေမယ်အာမင်အဲ့ဒီဟာကကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကပွဲစားတော့ဆိုရင်ကြမလို့ပွဲစားကျွန်တော်တို့ဆိုရင်ရမယ်ပွဲစားကဒီကိုလာပြီးတော့မင်းတို့ထွက်ပါလို့နေထုတ်မဲ့ချိန်မှာ तू ဘယ်လိုစကားလုံးနဲ့နေထိုးရတော့မလဲသူအဲ့ချိန်မှာသူရဆိုရင်ကျွန်တော်ဘုရားရှင်ကျွန်တော်စကားပြောတယ်ဟာငါတို့ဘာမှကြောက်စရာမရှိတော့ဘာဖြစ်လဲဆိုတော့တကယ်အဲ့ဒီအချိန်အဲ့ဒီနာရီကိုသူမလာပါဘူးဘုရားရှင်ကအားလုံးကိုဖြစ်သွားတယ်နောက်တစ်ခုလုံးဝမဖြစ်နိုင်တဲ့အရာဘာလဲဆိုတော့အမေရိကတွေလူစုမာတွေပြန်ကျွန်တော်ပါတော့တော့ပြန်လာတဲ့အချိန်မှာဖြစ်ချင်တော့သူ့ရဲ့ passport က6လတည်းမပြေတော့စင်ကာပူကိုသူဝင်လာတယ်ဝင်လာလို့မရဘူးပုံမှန်ဆိုဗီဇာမရှိဘဲနဲ့လုံးဝဝင်စရာတောင်းမရှိဘူးမြန်မာနိုင်ငံမှာနည်းနည်းပပစီလောင်းမှရစင်ကာပူနိုင်ငံမှာစီလောင်းလို့မရဘူးအစင်မပြေဖြစ်နိုင်တယ်လုံးဝမရှိဘူးဒါပေမဲ့သူရမ်းဝင်တယ်အဲ့ချိန်မှာကျွန်တော်ရင်ထဲမှာဘုရားကအဲ့ဒီကာလအတူပဲအဲ့ဒီအချိန်ကြီးမှာပဲဘုရားကျွန်တော်အဲ့ဒီမနေ့ကတော့မစိုးရင်လည်းဆိုတဲ့စကားကျွန်တော်တို့ရီမာဖြစ်ကျွန်တော်တို့လုံးဝအရှင်နဲ့နှုတ်ကပတ်တော့ကျွန်တော်ဘုရားပေးထားတဲ့အရာဖြစ်တဲ့အတွက်ကျွန်တော်မပြောရလို့ဆိုတော့အဖြစ်ကိစ္စဖြစ်နေဝင်လာခဲ့လိုက်ငါတို့ဆုတောင်းဘုရားမတတ်နိုင်တဲ့အရာတတ်နိုင်တဲ့ဘုရားဖြစ်တယ်ကျွန်တော်ဆုတောင်းတယ်ပြီးကျွန်တော်ချီးမွမ်းတယ်ဆရာတို့ခုနပြောသလိုတော့အရင်ပွားရတယ်ချီးမွမ်းတယ်ဆုတောင်းကြတယ်ကျွန်တော်မိသားစုအဖြစ်နဲ့သူဝင်လာတဲ့ချိန်ကျတော့အတကူကိုလည်းတောင်းတယ်ရပါတယ်ဘာဖြစ်လဲဆိုတော့ Singapore immigration ကကျွန်တော် pass ပြီးလိုက်အဖြစ်နိုင်ဘူးတော့လုံးဝမဖြစ်နိုင်ဘူး Singapore immigration က pass ပြီးတယ်ဆိုတာအင်မတန်လုံးဝဖြစ်နိုင်ပြီးတော့ဘာပြောလိုက်တယ်ဆိုတော့ဒီဟာတမိုင်းမှာထားတော့ဖြစ်ဘူး it will never happen again ရရှိကအဲ့လိုတုံးတဲ့ဖရားလေးတွေဆိုတာကျွန်တော်တက်တည်ခံတယ်အရောက်စီရရှိကောင်းပြီးပါစေဒါပဲကျွန်တော်ကအခု Washington ကိုကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်အဆုံးသက်ရှင်းတဲ့ပုံနဲ့ကျွန်တော်တို့အဆုံးသက်ခံကြရင်ဆရာမရဲ့ကောင်းကြီးပေးခြင်းနဲ့အလိုဝေစက်ကခြင်းနဲ့ဘာလဲတွေ့ရတော့เนาะကျွန်တော်အားလုံးအတိုင်းရအောင်လို့